ဒီလားကျွန်တော် Facebook ကရတဲ့ပတ်စံနဲ့ driver မှာပစ္စည်းလေးတောက်ရမလို့ဆိုဘာတွေဝယ်လို့ရမယ်လို့ထင်လဲပြီးကျင်လိုက်ကြည့်နော်ရှင်ပြလမ်းစုံဖြတ်ဖို့တက်စောင့်နေကြရဖြစ်ပါတယ်ဒီနေ့ကတကယ်တော့မိုးရွာတယ်ဒါပေမဲ့ဒီကအများကြီးပဲဘူးပါပြီတော့咱是第三步留言的播讲了，地方上小的到位。有人高了，300有不啦？哪里有不啦？我白的这个回来不啦？ခုကျပစ္စည်းလေးတော့ဝယ်လာခဲ့ပြီဒါပေမဲ့ပစ္စည်းကအရန်လေးတော့ဖုန်းတစ်ဖက်နဲ့ဆိုပြလို့မရဘူးဆိုတော့ခဏလေးဆောင်နော်ပစ္စည်းယူပြီးပြတ်လာခဲ့မယ်ဒါကျွန်တော်ဒီလား Facebook ကရတဲ့ပတ်စံနဲ့ဝယ်လို့ရတဲ့ပစ္စည်းလေးပါဒါဟာ UPT Universal Practice Tip လို့ခေါ်တယ်ဆို practice အပြားကြီးကိုသွားလေရတယ်ဘာကြောင့်မလို့တော့ဘူးပေါ့လေလေးခံပြီးတော့ဒါလေးကို plastic tape ပါဆွတ်လိုက်အောင်မယ်ဒါလေးကျွန်တော်ဒီနေ့ဆမ်ယူတီးကြည့်အောင်50နှစ်ဆောင်စားပါတယ်မှန်ဒီပုံမှာလဲသူကတော့ပြီးလို့ရတယ်လို့တော့ပြောတယ်။ဒါပေမဲ့စမ်းကြည့်နေနော်။ဒီကောင်လေးကညီမငွေနဲ့ဆိုတော့9000ကျော်လောက်ကျတယ်။ So practice pad တပြားစာပါရှိရပါလေ။ဒါပေမဲ့ practice pad လို့အလေးတဲသွားကြမလို့ကြိုက်တဲ့နေရာမှာကြိုက်တဲ့ဘာတီးလို့ရတယ်ဆိုတော့ကောင်းတာပေါ့လေ။ E-run တွေပေါ်မှာလည်းတုံးရင်အဆင်ပြေလိမ့်မယ်။ပေါက်ပြင်းနဲ့တက်တောင်ပေါ့ဒီကောင်လေးတဲ့။ကျွန်တော်ဒီတက်ရောက်ပါပဲတီးလိုက်တော့မယ်။တန်းတော့လည်းကျယ်ပဲထင်တယ်။လမ်းသွားရင်လည်းတက်တိုင်တွေ့ရင်လည်းခောက်လို့ရပြီ